ရွာမှာမွေးမြူရေးလုပ်နေတဲ့ကြော်ကြီးတို့လင်မယားဟာမြို့ကရုပ်ကမတွေကမေးပေးမယ်ဆိုပြီးလှမ်းပြောတော့ရှိသမျှအကုန်ရောင်းချပြီးမြို့ကိုတက်ကြပါတော့တယ်။ပိုလဲရော်ရော်ရတာကရေချိုးကန်းတသားလောက်ပဲရှိတဲ့အခန်းလေးဖြစ်နေတယ်။ကြော်ကြီးလည်းဘာမှမတက်နိုင်တော့တဲ့ဆောအခန်းကိုပြင်ဖို့လုပ်ရတော့တယ်။ဝင်ချင်းနေရာကိုချမ်းငင်းခင်းပြီးနည်းနည်းလေးနှိပ်လိုက်ပြီးကြွေပြားတွေခင်းလိုက်တယ်။နေရန်တွေကိုအကုန်လုံးလဲကြွေပြားတွေအုပ်လိုက်တယ်။ပြီးတော့ခေါက်တကားလေးတက်လိုက်တယ်။အဲ့ဒီဝင်ချင်းမှာပဲသူတို့ယောဂသုံးတဲ့အတိုင်းငုတ်တုတ်တိုင်းအိမ်သာတက်လိုက်တယ်။ရေပန်းလဲတက်လိုက်တယ်။ဝင်ချင်းကနေအိမ်မာကအိမ်သာဆိုတော့ဘယ်တဲ့မှမလာတော့ဘူးပေါ့။ကိုပြီးစိတ်ချရအောင်တကားလော့ပါတက်လိုက်တယ်။တခြားတစ်ဖက်မှာမိဖို့ကြောင်ကောင်းတာလေးထားမယ်။ဒီစင်တက်မယ်။အပေါ်ကပ်ဘိနက်တက်ပြီးအသုံးဆောင်ပစ္စည်းတွေထားမယ်။သောတိုက်မျက်နှာသိရင်ကြည့်ဖို့ကပ်ဘိနက်မှန်တကားလေးပါထည့်ထားလိုက်မယ်။အဝိချော်သက်ပါထည့်လိုက်မယ်။ခြားပတ်မှာတော့ထိုင်ကုန်လေးလုပ်လိုက်တယ်။ကူရှင်လေးတွေတင်မယ်။ဆွဲထုတ်လိုက်ရင်ဂရင်လေးလိုဖြစ်သွားအောင်အပြားရှင်လေးထည့်မယ်။အဲ့ပေါ်မှာလည်းတင်ဖို့ကူရှင်တွေစောင်းထားမယ်။ဆွဲထုတ်တဲ့အံမှာလည်း၎င်းဖြစ်အောင်အဆွေးတွေထည့်လိုက်မယ်။ပြီးရင်နေရာကနေခေါက်စပွဲရှင်တွေတက်လိုက်မယ်။အလိုစပွဲလိုရောထမင်းစားစပွဲလိုရောသုံးမယ်။ပြီးရင်ပြန်သိမ်းမယ်။နေရာဘက်မှာလည်းကပ်ဘိနက်စင်လေးရိုက်ပြီးစောင်းတွေထားမယ်။ ပရိုဂျက်တာကိုတော့ဒီဘက်ကြောင့်ပဲကပ်ဘိနက်မှာထားမယ်အပေါ်မှာတော့တမ်ပရီပြေးလိုက်မယ်ဘူရီတွေတခြားဆုံးမယ်တသားပြားတွေခင်းမယ်ပို့ရထားမယ်ဒါဆိုရင်လည်းများနေအောင်အေးဆေးလို့ရပြီနေရာဘက်မှာမှန်ဘက်မှာလည်းစောက်ကိုရှိနေထားမယ်ခေါင်းရင်းဘက်မှာနေရာကိုတွင်းပြီး nice stand လို့သုံးမယ် black box တွေစာအုပ်တွေတင်ထားမယ်ခြားပစ္စည်းတွေလည်းတင်လို့ရမယ်ဒီမောက်ဘက်မှာတန်းပြီးအဝတ်တွေချိတ်ပြီးထားမယ်ချိန်ရင်းဘက်မှာလည်းကပ်ဘိနက်လေးထည့်လုပ်ပြီးစာအုပ်တွေဖြည့်ထားမယ်သူသားပြားလေးတွေထည့်ပြီးနောက်ထပ်အလိုစပွဲလေးတစ်ခုရအောင်လုပ်လိုက်မယ်။လေကားအတွက်ကတော့ဂရင်ဘေးကနေအောက်ကိုအပေါက်လေးဖောက်ပြီးလေကားချလိုက်တယ်။ဒါဆိုရင်တော့ဝင်ချင်းကဒေါ်လာမော့ပဲအဲ့တဲ့မှာအိမ်လည်းမလာတော့ပဲကြော်ကြီးတို့နှစ်ယောက်အေးဆေးနေလို့ရမယ်တိုက်ခန်းလေးရပါပြီ။အားလုံးကိုကျေးဇူးတင်ပါတယ်။